Hello အားလုံးပဲမင်္ဂလာပါ Football Studio ကနေကြိုဆိုလိုက်ရပါတယ်ဒီနေ့ညတော့မြန်မာစံတော်ချိန်17နာရီမှာကံမဲ့ Aston Villa အသင်းနဲ့ Everton အသင်းတို့ရဲ့ပွဲစဉ်သုံးသက်ချက်လေးကိုကျွန်တော်အနေနဲ့တင်ပြသွားချင်ပါတယ် Aston Villa အသင်းကတော့လက်ရှိမှာမပေးစရာရဲ့အဆင့်3နေရာမှာရပ်တည်နေပြီးတော့ Everton အသင်းကတော့မပေးစရာရဲ့အဆင့်12နေရာမှာရပ်တည်နေတာဖြစ်ပါတယ်နောက်ဆုံး9ပွဲကိုသုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Aston Villa အသင်းက9ပွဲမှာ Arsenal အသင်းကိုပဲရှုံးနိမ့်ထားပြီးတော့3ပွဲနိုင်တပွဲတည်ဆိုရမှတ်ရရှိသူ3ပွဲနိုင်တပွဲတည်ပေါ့နော်သူတို့အနေနဲ့တော့ရလက်ကောင်းတွေကိုစတိုက်ယူဆောင်နိုင်ထားတာကိုတွေ့ရပါတယ်နောက်ဆုံးပွဲစဉ်အနေနဲ့မှာဆိုလို့ရှိရင်တော့ Spurs အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့က Spurs အသင်းကို2-9ဆိုတဲ့ရလက်နဲ့အဝေးကွင်းမှာအနိုင်ယူထားခဲ့တာဖြစ်ပါတယ်ပေါက်ချေးသုံးသက်ချက်အနေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်လက်ရှိ Aston Villa အသင်းက Everton အသင်းကိုတလုံးသွင်းရင်25ရာခိုင်နှုန်းအောင်မှအနိုင်ရရှိနိုင်မယ်ဆိုပြီးတော့အိမ်ကွင်းကနေကြီးဖွင့်ထားတာဖြစ်ပါတယ်ကြီးအနေနဲ့တော့သုံးသပ်ရမယ်ဆိုလို့ရှိရင်2-9သွင်းမှအပြေးအဝပျော်ရွှင်ခွင့်ရမယ် Aston Villa အသင်းအနေနဲ့ဆိုရင်အနေငယ်ပြင်းသိအောင်တော့ထင်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးမတွေ့ဘဲနဲ့ကျွန်တော်တို့ trick အနေနဲ့လှည့်ပြီးတော့စဉ်းစားကြည့်အောင် okay Everton အသင်းအနေနဲ့ဆိုလို့ရှိရင်နောက်ဆုံး2ပွဲမှာ2ပွဲလုံးကြီးနေထားရဆိုလို့ရှိရင်အနေနဲ့ကြားခဲ့တယ်ပေါ့နော်အပြားဆုံးပပရှုံးအပြေရှုံးအဲ့လိုမျိုးရှုံးပွဲတွေစက်တယ်သူတို့အနေနဲ့ကြီးစားခဲ့ရတာဆိုလို့ရှိရင်ကျွန်တော်မှတ်မိသလောက်ဆိုရင်နောက်ဆုံးအနေနဲ့သူတို့ရဲ့ကြီးအပြည့်အောင်ခဲ့တာက Nottingham Forest နဲ့ဖြစ်မယ်တဲ့ Nottingham Forest အိမ်မှာသူ C2 နဲ့နိုင်ခဲ့တဲ့ပွဲအဲ့ပွဲတော့ကတော့သူကြီးအောင်ခဲ့ပေါ့နော်လက်ရှိအနေထားမှာသူတလုံး25စားဆိုတဲ့အနေထားကကျွန်တော်တို့အနေနဲ့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဘူကီကသူကတကဘာလုံးနဲ့တယောက်နေပြီးတော့ကိုသူ Everton ကိုယုံကြည်ပေးထားတဲ့သဘောမှရှိတယ်line နဲ့နေတွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ Aston Villa ကတော့ရှေ့တန်းတိုက်စစ်အစုပ်ပဲဖြစ်တဲ့ Watkins ရယ် Roger ရယ်ပြီးသွားလို့ရှိရင်တောင်ပန်တစ်ဖက်မှာဆိုလို့ရှိရင် McGinn နဲ့ Bondia ပွဲထွက်လာဖို့ရှိတယ်ကွန်းလင်းမှာဆိုလို့ရှိရင် Taliman နဲ့ဒါမှမဟုတ် Taliman နဲ့ Bugatti နဲ့ပွဲပြီးတော့ပွဲထွက်လာဖို့ရှိတယ်လောလောအနေထားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နောက်ဆုံးပွဲတွေမှာ Watkins နဲ့ Roger ကတော်တော်လေးကိုခြေစွမ်းအမြင်ပိုင်းကိုပြန်တန်းနေတယ်မက်ကင်းဆိုလို့ရှိရင်လည်းလူစားဝင်လာပြီးတော့ပြီးခဲ့တဲ့ပွဲရတော့ဆိုလို့ရှိရင်ဂိုးတွေပါတက်ပြီးသွန်းသွားတာမျိုးရှိရပေါ့နော်Everton နဲ့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ Everton ကအဓိကကျွန်တော်ကြည့်ရတာကတော့ဖေတောင်မန်က Grealish ရဲ့တွန်းအားကိုပဲအဓိကသုံးပြီးတော့တိုက်စစ်ဆင်နေရမျိုးရှိတယ်ပြီးသွားလို့ရှိရင်ဒီဘက်ကညာတောင်မန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ McNeil ရဲ့တူအားယုံအားနဲ့ Berry ကအဆုံးသတ်မယ်အဲ့လိုအနေထားမျိုးရှိတယ်တခါတလေကြောက်လေကျွန်တော်တို့ကပွဲစဉ်တစ်ခုသုံးသပ်မယ်ဆိုလို့ရှိရင်ရလက်ပိုင်းထက်ကျွန်တော်တို့အတွက်အမြတ်အရှုံးအမြတ်ဆုံးဘယ်လောက်ကြံမလို့ပေါ့နော်အရှုံးအမြတ်ပမာဏကိုဘယ်လောက်ကြံမလို့သုံးသပ်ရမယ်လို့သုံးသပ်ရမယ်ဆိုလို့ရှိရင်လက်ရှိအနေနဲ့ဆိုလို့ရှိရင်တော့Asian Handicap မှာဆိုလို့ရှိရင် 0.75 ပေါက်တယ် 0.75 ပေါက်တယ်ပွဲချီနေဆိုနေဆိုလို့ရှိရင်တော့လက်ရှိ Aston Villa ကအဆင့်3မှာရပ်တည်နေတာဆိုတော့ကြတော့ Aston Villa ကိုတိုင်းကြိုက်ကြမယ်အနေထားမျိုးမှာရှိနေရပေါ့နော်ဘာလို့ဆိုကြေးရလဲပြင်းနေအောင်ပြထားတာကိုပြင်းနေအောင်ပြထားရဆိုတဲ့အနေထားမှာအားလုံးကတော့တစ်ဖက်ထဲကိုပဲထိုးပြီးတော့ဆင်းသွားကြဖို့ရှိတယ် Aston Villa ရဲ့ပမာဏကကျွန်တော်ထင်တယ် Asian Handicap မှာဆိုလို့ရင်80-20လောက်တောင်ပေါက်မယ်လို့ကျွန်တော်ထင်တယ်80ရာခိုင်နှုန်းလောက် Aston Villa ဘက်မှာရပ်တည်ကြမယ်လို့ကျွန်တော်ထင်တယ်အားသာချက်အနေနဲ့ကကြတော့သူက home form အနေနဲ့လည်းကောင်းတယ်ပြီးသွားလို့ရှိရင် injury အနေနဲ့ဆိုလို့ရှိရင်ကြီးမားပြဿနာရှိနေရမျိုးမရှိဘူး Everton အနေနဲ့ဆိုလို့ရှိရင်တော့သူကinjury ပြီးလို့ရှိရင်ပွဲပန်းနေရရှိတယ်သူတို့ရဲ့ form ကလည်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်တပွဲသာအနိုင်ရထားတဲ့လက္ခဏာမျိုးရှိတယ်ဆိုတော့ကြတော့ okay စဉ်းစားကြည့်လေအားလုံးကြိုက်ကြမှာတော့တေးကြတယ် Aston Villa ဘက်ကိုပဲသွားမှာပဲခမညာဆိုလို့ရှိရင်နော် Aston Villa ပဲကြိုက်မှာပဲ okay အဲ့လိုအနေထားမျိုးမှာအဲ့လိုပုံစံမျိုးနဲ့ဘာဖြစ်လို့မို့လို့ဒီကြေးအနေထားမျိုးကိုဖွင့်တယ်လို့ထင်တော့ okay မြန်မာသားရွေးချယ်စရာမရှိဘူးကျွန်တော်တို့ကတော့ဒီညမှာ Everton ကိုပဲရေးရပ်တည်မယ် Everton ကိုပဲရေးယုံကြည်ကြည့်မယ်ဆိုလို့ရှိရင်တော့အကျိုးအမြတ်ခံစားလိမ့်မယ်လို့ခင်ဗျားတို့ကျွန်တော်တို့အတွက်ဆူတောင်းပြီးမျှော်လင့်ကြည့်ချင်မိပါတယ်ခင်ဗျားတို့အနေနဲ့လည်းခင်ဗျားတို့ရဲ့သုံးသက်ချက်တွေကိုပြန်ပြီးတော့မျှဝေလို့ရပါတယ်ပြည်သက်တယောက်ချင်းစီရဲ့သုံးသက်ချက်ကိုလည်းကျွန်တော်လိုက်ပြီးတော့ခ
လီလာပြီးတော့ကျွန်တော်တို့နောက်ထပ်ဒီမှာလည်းပွဲကောင်းလေးသုံးသက်တင်ပြဖို့ရှိပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညလေးဖြစ်ပါစေအားလုံးပဲငွေဝင်ကြပါစေဗျ